ဆရာကြီးဦးစွမြင့်ရဲ့ဆရာကြီးအကြောင်းပြောလာခဲ့တာမှာဒီတစ်ခေါက်တော့ဆရာကြီးဗမော်သိန်းအောင်ရဲ့အကြောင်းကိုဆရာမှတ်မိတလောက်လေးပြန်ပြောပြပေးမယ်နော်ဆရာကြီးဗမော်သိန်းအောင်တော့ဆရာကြီးဦးစွမြင့်ကသူ့ရဲ့ဆရာစဉ်ဇာတ်မှာနံပါတ်၄ခုမြောက်မှာတော့ပြထားတယ်သူကမြတ်စောညီနောင်ကဆရာကြီးဦးမောင်မောင်နဲ့ဆရာကြီးဗမော်သိန်းအောင်တို့ကသူရှေ့စင်းနောက်စင်းနဲ့တပြိုင်တည်းလို့ဖြစ်လိမ့်မယ်ဒါပေမဲ့ဆရာစဉ်ဇာတ်မှာတော့၄ယောက်မြောက်မှာပြထားတော့ရက်ပိုင်းအပြင်ဒါမှမဟုတ်လာပိုင်းအပြင်အရင်ကျသွားတာဖြစ်နိုင်တယ်ဆရာအဲ့ဒီအကြောင်းนี่မမေးလိုက်ရဘူးအဲ့တော့ဆရာကြီးဗမော်သိန်းအောင်ရဲ့အတတ်ပညာပေါ့ဆရာတို့အဲ့တုန်းဆိုရင်ဆရာတို့တုန်းက level 3မှာထည့်ထားတာအဲ့တုန်းကဆရာကြီးကခါစီကိုစင်ဝါစိမ့်မိပြီးတော့ညိုပြနဲ့ပြီးတော့မှအနက်ပေါ်မှာဒီလို line လေးတွေပန်းရောင်ခရမ်းရောင်ဖြူရောင်ဆိုပြီးတော့လေဟို၃မျိုးလာတာပေါ့အဲ့တော့ကိုစင်မှာဝါစိမ့်မိညိုပြနဲ့ပြီးတော့အနက်ပေါ်မှာပန်းရောင်ခရမ်းရောင်ဖြူရောင်အဲ့လိုသွားတာပေါ့အစစ်မြင့်တမ်းမှာအဲ့ဒီရုပ်စာအဲ့ဒီတော့ဆိုရင်ဒီဆရာကြီးဗမော်သိန်းအောင်ရဲ့ဘန်ဒိုလက်တိုင်းကိုဆရာတို့ကို၃စင်းမြောက်ဝါစိမ့်မိဆိုအနီမှာတင်တယ်အခုတော့ဆရာအဲ့ဒီပညာရက်က modernize ပုံစံပြောင်းသွားတယ်အခုဆရာတင်ယူကကြတော့ဆရာကြီးဦးစိုးမြင့်ဆရာရခဲ့တဲ့ပုံစံမျိုးတော့မူပဲပညာရက်ဖြစ်သွားတယ်အဲ့ဒါကိုဟိုဒီမှာဆရာကြုံလို့ပြောတာနော်ကြားဖြတ်ပြောမယ်ဆိုရင်သူကဒီမှာနားလဲလွယ်အောင်ပြောမယ်ဆိုရင်တော့ကွာ Bruce Lee က Wing Chun Kung Fu ကိုသူဆရာကြီးရင်မှန်ဆရာရခဲ့တယ်အဲ့ဒါကိုမူတည်ပြီးတော့သူကြီးကွန်လို့ဆိုပြီးတော့ပုံစံအသွင်တစ်ခုထွက်လာတယ်ပေါ့အခုလဲဆရာမူပွဲတစ်ခုထွက်သွားတယ်ဒါပေမဲ့ဘန်ဒိုပဲဆရာဘန်ဒိုဘာလို့လဲဆိုတော့ဒီခံထားတဲ့ base တွေကတော့တူနေလို့အရင်ဆရာကြီးဆရာဟာကိုပဲပြန်ပြီးတော့ base ယူထားတာအဲ့တော့ဟိုဒီဟာမရှင်းသေးဘူးဆိုရင်ဆရာတို့တခုမှဆရာတို့အဆောက်အဦတွေစောက်တယ်ပေါ့တိုက်တာအဆောက်အဦတွေမျိုးစုံပေါ့စောက်ကြတယ်ဒါပေမဲ့အရေးကြီးတဲ့ main ဘီလက်မြေအုပ်တဲကြောင်းတန်ဒါတွေကမပါမဖြစ်ဘူးပေါ့အဲ့လိုမျိုးပြောလိုက်ရင်လည်းနားလဲလွယ်ဒီကုမ္ပဏီတခုကပဲတိုက်တာအဆောက်အဦတွေစောက်တဲ့အခါမှာဒီနေရာမှာပုံစံတစ်မျိုးစောက်မယ်နောက်နေရာမှာပုံစံတစ်မျိုးစောက်မယ်ဒါပေမဲ့ဒီထဲမှာပါဝင်တဲ့ပေါင်ပစ္စည်းအတူတယ်ပေါ့အဲ့လိုပြောရင်လည်းနားလဲလိမ့်မယ်နော်ဒါအခုလက်ရှိဆရာတင်ပေါ့အဲ့ဒီဆရာကြီးဗမော်သိန်းအောင်ရဲ့ဘန်ဒိုလက်တိုင်းကကျတော့ဆရာတို့မူလမှာဆရာတို့လက်၅မျိုးပေါ့လက်၅မျိုးမှာဆရာတို့ဒီအောက်ခုတ်ထိုးဒါဒီဘက်လမ်းကြောင်းဒီဘက်ကလာတယ်ဆိုချိတ်ထိုးပေါ့အပေါ်လမ်းကြောင်းတော့ခုတ်ထိုးတယ်ဒီဘက်လမ်းကြောင်းလာတယ်ဆိုပယ်ထိုးနောက်ဆုံးတစ်ခုသူက၅ခန်းနဲ့ဆင်လာတော့ပင်ခေါက်လက်ခေါက်ပင်ထိုးဆိုပြီးတော့၅မျိုးသွားတာအဲ့ဒီလက်ကတော့လက်တော်စိတ်တယ်ဆရာကြီးကဒီဆရာကြီးဗမော်သိန်းအောင်ရဲ့ပညာနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်ဒီသူတိုင်းလောကမှာတဲ့အဲ့ဒီအချိန်ကတော့ဆရာပြောတာသူနှစ်ပေါင်းဒီ20 30ပေါ့ရှောက်လာတယ်ပေါ့ဒီတိုင်းလောကအတွင်းမှာဆရာကြီးဗမော်သိန်းအောင်လို့လက်စိတ်တဲ့ပညာကိုသူမတွေ့ဘူးသေးဘူးတဲ့အဲ့ဒီမှာဆရာကြီးဗမော်သိန်းအောင်ရဲ့သင်ယူကဆရာတို့နှစ်ခုရှိတယ် level 6မှာအဲ့ဒါကြတော့တိုင်းလက်တိုင်းတစ်ခုဒီလိုလက်တန်းစစ်လေးနဲ့တိုက်ခိုက်တယ်ဒါပေမဲ့ဆရာကြီးတို့တင်တော့ကလည်းအဲ့ဒီခုနကဒီလက်တွေကဒီအစစ်တင်နဲ့ပဲတိုက်ခိုက်တာအဲ့ဒီတိုက်ခိုက်တာကကြတော့အာယုံကျော်နောက်ဆန်နာတွေကိုတိုက်ခိုက်တာသူကလက်က speed ကိုအသုံးပြုတယ်အဓိကလေဒါပေမဲ့အဲ့ဒီ technique တွေထဲမှာ power တွေသုံးတဲ့ဟာတွေလည်း share ဒါပေမဲ့လက်ကြတော့ဒီ speed ကိုသုံးတာဒီလက်ကဖမ်းဖို့တာဖို့ခက်လို့သူspring လက်လို့ခေါ်တယ် စပယ်ဘူးလက်လို့လည်းခေါ်တာပေါ့သူလက်ရှင်ပညာပေါ့လက်သေးမဟုတ်အသေးစုပ်ပြီးဆရာကိုထိုးတာမဟုတ်ဘူးအဲ့ဒီဆရာကြီးကဒီမြန်မာဒီဆရာတို့ဘန်ဒိုအကြောင်းတိုင်းအကြောင်းပြောမယ်ဆိုရင်သူဂုံတင်ပြောတဲ့ဆရာကဒီဆရာကြီးဗမော်သိန်းအောင်ဂုံတင်ပြောလို့ရှိတယ်တရုတ်တိုင်းအကြောင်းပြောရဆိုရင်ဆရာကြီးဦးရှူတော်မှာဒီကွန်ဖူနဲ့ပတ်သက်ဒီဆရာနှစ်ဦးကိုသူအမြဲတမ်းဟိုပြောတဲ့အထက်မှာအများစုပါနေတာကိုဆရာတွေ့ရတယ်နံပါတ်1အများဆုံးဒီဆရာကြီးဦးရှူတော်သူပြောလို့ရှိတယ်အဲ့ဆရာရဲ့အစွမ်းရဲ့နံပါတ်2မှာပညာစွမ်းပေါ့ဒီဆရာကြီးဗမော်သိန်းအောင်ရဲ့ပညာစွမ်းတွေသူရဲ့စွမ်းရည်တွေကိုပြောလို့ရှိတယ်နောက်တော့မှတခြားဆရာတွေအကြောင်းပြောတာသူအဓိကအမြဲတမ်းအဲ့ဒီဆရာနှစ်ဦးကပါနေတယ်အဲ့ဒီမှာတခါတော့ဆိုရင်ဆရာကြီးဗမော်သိန်းအောင်ရဲ့အကြောင်းဆရာကြီးပြောတာဟိုရှေ့တော့ဆရာတို့ဒေဇင်နာရာမအကြောင်းတော်ကြီးဆိုတော့ဗဟန်းကုတ်ကိုင်းမှာရှိတယ်တိုင်းတက္ကသိုလ်ပေါ့အဲ့ဒီတိုင်းတက္ကသိုလ်မှာဆိုရင်သူတို့နှစ်စဉ်တိုင်းတိုင်ပွဲတွေလုပ်ကြတယ်အဲ့ဒီဒန်းစုကိုအများတန်းဆရာကြီးဗမော်သိန်းအောင်တို့ရဲ့ဗမာကုံရောင်တိုင်းပွဲရပဲရတယ်လို့ပြောတယ်
ဒါနဲ့ပတ်သက်လို့ဆရာကြီးဗမော်သိန်းအောင်ရဲ့အတတ်ပညာမြင့်မားမှုနဲ့ပတ်သက်ပြီးတော့တဲ့ချီးကျူးတဲ့ဟာမှာအဲ့ဒီဒေဇင်နာရာမဖုံတော်ကြီးဆရာတော်ဒေဇင်နာရာမဆရာတော်ရဲ့ဆရာကြီးဦးပြည်သိန်းရဲ့ဘယ်လိုပြောလဲဆိုတော့မြန်မာပြည်မှာတဲ့ဆရာကြီးဗမော်သိန်းအောင်ထက်တာလွန်နဲ့မရှိဘူးတဲ့သူ့တိုင်ပညာအမြင့်ဆုံးပဲဆိုတော့ဒါဆိုတဲ့ဆရာတို့ဒီအတတ်ပညာအရာကြည့်ပြီးတော့သူ့ရဲ့ဂုဏ်ကြီးကိုပြောတာပေါ့ဟိုစွမ်းနာမစွမ်းနာကိုယ့်ရဲ့ကျင့်တာနဲ့ပဲဆိုင်ရနော်အတိတ်ပဲကောက်တာလိုသွားမှဆိုဆရာထည့်ပြောပေးတာဒါကတော့ဆရာကြီးဗမော်သိန်းအောင်နဲ့ပတ်သက်လို့တစ်စိတ်တစ်ပိုင်းပြောတာကြံနေသေးတယ်နောက်ပိုင်းနေဆရာကြုံရင်ကြုံလို့ပြောတာပဲနော်